ဟုတ်ကဲ့သမီးနာမည်ကတော့မမေကိုကိုစုဖြစ်ပါတယ်ရှင်။အော်သမီးရဲ့ GPM အမှန်ကတော့050ဖြစ်ပါတယ်ရှင်။ ရှင်ပြိုင်မဲ့သချင်းလေးကိုလည်းမိတ်ဆက်ပေးပါအောင်နော်။ဟုတ်ကဲ့သမီးဒီနေ့တီဆိုရှင်ပြိုင်မဲ့သချင်းလေးကတော့တရေးဆရာကိုဝေကြီးရေးပြီးတော့အန်တီကော်နီတီဆိုထားတဲ့အစေးဆိုတဲ့သချင်းနဲ့သမီးတီဆိုရှင်ပြိုင်ပါပါရှင်။ဆက်လက်ပြီးတော့နားဆင်ပေးကြပါဦးရှင်။ Tanaibu yene galanago Matanaibu taside yelo Mapianaibu aye chimirago Ama mapie me na shinsenlo
တင်ပါတယ်ရှင် ညီမလေးရဲ့ရှင်ပြိုင်မှုကစစ်သိန်းနေအောင်ထားတယ်ညီမလေးရဲ့ဆိုတော့ဒီသချင်းကိုနားထောင်လိုက်ရတဲ့အချိန်မှာလေတက်ခွဲထွက်ပြီးတော့လုံးဝပြောရမယ်ဆိုလို့ရှိရင်ပညာရှင်တစ်ယောက်လိုပဲအရင်ကပဲစစ်သိန်းထားပါတယ်ဆိုတော့ဒိုင်လူကြီးမင်းတွေရဲ့အကဲဖြတ်မှတ်ချက်ကိုလည်းနားဆင်ပြစေရှင် ဟုတ်ကဲ့မင်္ဂလာပါညီမလေးမေကိုကိုဇူးနော် ဟုတ်ကဲ့မင်္ဂလာပါရှင် ဟုတ်ကဲ့မင်္ဂလာပါအခုနဲ့ဒီတစ်ပတ်မှတွေ့ရဆိုတော့ဆီယာရောက်တချင်းနဲ့ပတ်သက်ပြီးအများကြီးပြောသွားပြီဆိုတော့လေအခုကဒီ fashion ဘိုင်းလေးနဲ့ပဲပထမဆုံးစပြောလိုက်မယ်နော်ညီမလေးဒီနေ့ဝတ်လာတဲ့ဟာညီမလေးနဲ့အရန်လိုက်ဖက်မှုရှိပါတယ်ဟုတ်ညီမလေးကိုချုပ်ပေးအမကိုလည်းအခုဒီနေရာကနေပြီးတော့မှappreciate လုပ်ပါရပေါ့နော်ညီမလေးနဲ့လိုက်တယ်နောက် update ဖြစ်တဲ့ဒီ design လေးအခုဟိုနေ့ကတော့မှ YouTube မှာတွေ့လိုက်သေးတယ်အဲ့အနားစားလေးကလေအရှိရှလဲရဒီဘက် white လဲရတယ်ဒါကြိုက်လို့ adjust လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီလိုလေးဝတ်တာညီမလေးနဲ့အရန်လိုက်တယ်အဆင်ပြေတယ်နောက်ပြီးကျတော့ညီမဒုတိယတစ်ချက်ကဒီ audience engagement အရန်ကောင်းတယ်ဘာလို့ဒီကိုကတချင်းကိုတင်ဆက်နေတာဖြစ်တဲ့အတွက်ဟိုပါဘောနော်အခုနဲ့တော့ဒီတချင်းတဝက်လောက်မှာအိုင်းကော်တက်မိသွားသေးတယ်ဒါပေမဲ့ညီမမှုကိုမကြောက်ပါဘူးဒီ one နဲ့တွေဟန်ပန်တချင်းပေါ်ဟိုစီးစင်းနဲ့ညီမရဲ့ပုံစံလေးအတိုင်းသူ့ flow လေးအတိုင်းသူဆိုသွားတာပေါ့နော်အဲ့လေးလဲတခုချီကျူးရှင်ပါတယ်နောက်ပြီးကြတော့အဲ့လိုတချင်းညီမဘယ်လိုပြောရမလဲတချင်းစူသားဝရတယ်ပေါ့နော်တချင်းနဲ့ကိုနဲ့ဒီချိန်ဖန်တလဲလဲလေးချက်ထားတဲ့ပုံလဲပေါ်တယ်ညီမတချင်းလဲစူတတ်တယ်အဲ့တော့ CRA ပြောတဲ့အကြံဉာဏ်တွေကိုတကယ်တေချာလေးလိုက်နာပြီးတော့နောက်တစ်ဆက်မှာအမားတွေကိုပြင်နိုင်ပါစေဟိုဒီတဲ့ပိုကောင်းအောင်ပေါ့နော်ဟုတ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပါဒီအခုတို့ဒီအစ audition တွေကနေပြီးတော့မှဒီနေရာအထိရောက်လာဆိုတာလေဒါတော်ရုံမဟုတ်ဘူးလေနော်ဟောညီမလေးတို့မှာအရေးချင်းကိုစီရှိတယ်ကိုပိုင်အရေးချင်းကိုဒီထက်ပိုပြီးတော့အများကြီးထုတ်ပြပါလို့အကိုကပြောရှင်းပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ညီမလေးနောက်တစ်ဆင့်တက်လန်းနိုင်ပါစေနော် ပေးဆွေပြပါလိမ့်ရှင် သုံးတင်ဆက်ဖြောပြရှင်ပြိုင်တဲ့အခါမှာဒိုင်လူကြီးမင်းတွေထောက်ပြထားတဲ့ကွက်လက်လေးတွေပေါ့နော်ကိုယ့်ရဲ့လိုအပ်ချက်ကွက်လက်လေးတွေကိုတိတိကျကျဖြည့်ဆည်းရင်းနဲ့နောက်တစ်ဆက်မှာပြန်လဲဆုပ်တွေ့ကြပါတယ်အမတ်တွေများရပါစေဗိုလ်တင်နေလည်းများရပါစေရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင် တင်ပါတယ်ရှင်